တနေ့မှာမြေကြီးပေါ်ကဆိုနေတဲ့ကြောက်တုံးတစ်ခုထဲမှာကြောက်စိမ့်ရှိနေတယ်ဆိုတာကိုမတော်တဆသတိထားမိခဲ့တယ်။ဒါနဲ့ဆိုင်ရှင်ကိုဒီကြောက်တုံးဘယ်လောက်ကျလဲလို့မေးလိုက်တယ်။ဆိုင်ရှင်ကဒီကြောက်တုံးကိုအရင်ကစမ်းကြည့်ပြီးသားဖြစ်လို့$10ပဲကျမယ်လို့ပြောတယ်။အဲ့ဒီအချိန်မှာလမ်းဖြတ်သွားတဲ့ချမ်းသာတဲ့လူငယ်တစ်ယောက်ကျွန်တော်ကိုမြင်ပြီးရဲပြီးကြောက်စိမ့်ဈေးကိုလာပြီးဆိုနေတဲ့ကြောက်တုံးဝယ်မဲ့လူဘယ်သူရှိလဲလို့ကဲ့ရဲ့တယ်။ကျွန်တော်ကတော့ဒီကြောက်တုံးထဲမှာကြောက်စိမ့်ရှိတယ်လို့ပြန်ပြောလိုက်တယ်။ဒီစကားကိုကြားတော့သူကတမ်းမနေနိုင်အောင်ရေနေခဲ့တယ်။ပြီးတော့သူကတကယ်ကြောက်လောင်းကစားဆိုတာဘာလဲဆိုတာပြမယ်လို့ပြောပြီး$10တူညတန်တဲ့အကျန်းကြောက်တုံးတစ်ခုကိုရွေးလိုက်တယ်သူကအတွင်းမှာကြောက်စိမ့်တေချာရှိတယ်လို့ယုံကြည်စွာပြောခဲ့တယ်ခဏကြာတော့ကြောက်ကိုခွဲလိုက်တဲ့အခါအတွင်းမှာအလွန်ရှားပါတဲ့တစ်ဖက်ကြောက်တစ်ခုထွက်လာတယ်အဲ့ဒီကြောက်ရဲ့တန်ဖိုးကအနည်းဆုံး$900တူညလောက်ရှိတယ်လူငယ်ချမ်းသာကတော့ကျွန်တော်ရှိမှဂုံယူပြီးကြွားနေခဲ့တယ်မင်းရွေးထားတဲ့ကြောက်ထဲမှာကြောက်စိမ့်ရှိဖို့လုံးဝမဖြစ်နိုင်ဘူးလို့ပြောတယ်ဒါကြောင့်ကျွန်တော်လည်းဒေါသထွက်ပြီးလောင်းကြီးတစ်ခုလှုပ်လိုက်တယ်ဘသူကြောက်ကပိုတန်ဖိုးရှိလဲဆိုတာနဲ့အနိုင်ရှုံးဆုံးဖြတ်မယ်ရှုံးတဲ့သူကတစ်ဖက်လူရဲ့ကြောက်ကိုဈေး30စားနဲ့ဝယ်ရမယ်လို့သတ်မှတ်လိုက်တယ်လူငယ်ချမ်းသာကလည်းယုံကြည်စွာလက်ခံလိုက်တယ်ဒါနဲ့ကျွန်တော်ရေးထားတဲ့စုနေတဲ့ကြောက်တုံးကိုခွဲလိုက်တယ်ပထမခွဲတဲ့အချိန်မှာတော့ဘာကြောက်စိမ့်မှမတွေ့ခဲ့ဘူးပတ်ဝန်းကျင်ကလူတွေကကျွန်တော်ကိုရေးကြတယ်လူငယ်ချမ်းသာကလည်းမြန်ရှုံးတာကိုဝန်ခံပြီး$9တန်းလောက်ကြေးဘယ်လိုပေးမလဲစဉ်းစားထားလို့ပြောတယ်ဒါပေမဲ့ကျွန်တော်အေးစစ်ခဲတံတစ်ချောင်းယူပြီးကြောက်ပေါ်မှာလိုင်းတစ်ချောင်းဆွဲလိုက်တယ်ပြီးတော့အလုတ်သမားကိုဒီလိုင်းတိုင်းပြန်ခွဲပါလို့ပြောလိုက်တယ်ခွဲလိုက်တဲ့အချိန်မှာလူတိုင်းအံ့အားသင့်သွားတယ်အဲ့ဒီဆိုနေတဲ့ကြောက်တုံးအတွင်းမှာအရန်တန်မှုမြင့်တဲ့ Imperial Green Jay ထွက်လာတယ်အဲ့ဒီကြောက်ရဲ့တန်ဖိုးကအနည်းဆုံး$3တန်းရှိတယ်လူငယ်ချမ်းသာကမယုံနိုင်အောင်ဖြစ်သွားတယ်ဒါပေမဲ့မိသားစုကုန်တိတ်ခါကြောင့်$30တန်းပေးရမယ်ဖြစ်သွားတယ်မကြခင်မှာကျွန်တော်ငွေအများကြီးနဲ့အလုပ်နေရာကိုပြန်လာခဲ့တယ်ဒါပေမဲ့အရန်ဝမ်းသာနေတဲ့အတွက်မတော်တဆပန်းအိုးတစ်လုံးချိုးမိသွားတဲ့အတန်ကြားလို့ဆိုင်မန်နေဂျာထွက်လာပြီးမြင်ကွင်းကိုမြင်တော့အံ့အားသင့်သွားတယ်ဒီပန်းအိုးကိုတထေးကြီးတယောက်ကြိုတင်မှယူထားပြီးသားဖြစ်တယ်သူ့ကိုစိတ်ဆိုးအောင်လုပ်မိရင်ပြဿနာကြီးဖြစ်နိုင်တယ်ကျွန်တော်ကတော့$30တန်းရှိတော့ရောပေးနိုင်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့မန်နေဂျာကဒီပန်းအိုးက1900နှစ်ကျော်အဟောင်းဖြစ်ပြီးလေလံဈေးက$50တန်းလောက်ရှိတယ်လို့ပြောတယ်အဲ့ဒီအချိန်မှာပဲတထေးကြီးကပန်းအိုးလာယူဖို့ရောက်လာတယ်မန်နေဂျာလည်းအဖြစ်ပြက်အားလုံးကိုဝန်ခံပြောလိုက်ရတယ်ဒါကြောင့်တထေးကြီးအရန်ဒေါသထွက်သွားတယ်ဒီပန်းအိုးကိုသူ့အဖေမွေးနေ့လက်ဆောင်ဖြစ်ပေးဖို့ဖြစ်တယ်သူကတန်ဖိုး2ဆပေးဖို့တောင်းဆိုလိုက်တယ်မန်နေဂျာမိမလည်းကြောက်လန့်ပြီးဘာလုပ်ရမှန်းမသိတော့ဘူးအဲ့ဒီအချိန်မှာကျွန်တော်ကျိုးနေတဲ့ပန်းအိုးအပိုင်းတစ်ခုကိုကောက်ယူလိုက်တယ်ပြီးတော့ဒီပန်းအိုးကအတုပါလို့ပြောလိုက်တယ်ဒီစကားကြောင့်တထေးကြီးပို့ပြီးဒေါသထွက်သွားတယ်မင်းကဘလို့လုပ်ပြီးငါရဲ့အန်ဒီကပစ္စည်းပညာကိုတန်တရားထုတ်ရဲတာလဲလို့စူတယ်မန်နေဂျာကလည်းတောင်းပန်လိုက်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်မကြားသလိုလုပ်ပြီးအတစ်ချောင်းယူကပန်းအိုးပိုင်းနဲ့ထိုးလိုက်တယ်မမျော်လင့်ပဲအဖျားမှာကော်တက်လာတဲ့အဲ့ဒီကော်ကခစ်တစ်ကော်ဖြစ်တယ်ဒါကပန်းအိုးအတုဆိုတာကိုအထောက်ထားပြလိုက်တာဖြစ်တယ်တထေးကြီးလည်းချက်ချင်းအဆက်ကွဲသွားတယ်အတူကိုလက်ဆောင်ပေးလိုက်ရင်မိသားစုအမွေခံခွင့်ဆုံးရှုံးနိုင်တယ်ဆိုတာသဘောပေါက်သွားတယ်ကျွန်တော်ကိုကျေးဇူးတင်တဲ့အနေနဲ့$1တန်းပေးခဲ့တယ်ဒီလိုနဲ့တနေ့တည်းမှာ$သန်းပေါင်းများစွာရရှိခဲ့တယ်